အိမ်မှာပုံမှန်ကပင်းနဲ့ဆောတခါတလေဆိုရင်ကြက်ဥကြောဖွယ်လီကာလီတွေမချက်ဘူးနော်အသီးအရွက်တစ်လက်စံစင်ငရုံစာပြင်းရှိတယ်ချမ်းမချက်များမွေးထားတယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ပါဒီငါတစ်ဖက်ရည်ဆိုင်နာကကိုရဆိုင်နဘေးကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမားမြောက်ရက်ဆိုင်နဲ့ကဲရက်နှစ်ထပ်အိမ်ကြီးဒါကြောင့်